ကဲအနာဂတ်အစီအစဉ်တွေရောလူနိုင်လွန်းလွန်းဆွဲကြတာပေါ့နော်ကမဲ့လီတကယ်တမ်းအရေးကြီးဆုံးအချိန်ကြမှာလွားလာမဲ့အချက်လက်တွေကိုကြိုတင်စုစည်းထားဖို့ကြတော့မေ့နေတတ်ကြတယ်ဒီနေ့တော့လေအရေးပေါ်အခြေအနေတစ်ခုမှာစိတ်ဖိစီးမှုတွေကိုတော်တော်ကြီး short ချပေးနိုင်မဲ့တကယ်ကိုအရေးကြီးတဲ့ကြိုတင်ပြင်ဆင်မှုတစ်ခုကြောင်းပြောကြရအောင်ဟုတ်ပါတယ်ဒီစကားကနည်းနည်းတော့ကြားရတာမကောင်းဘူးပေါ့နော်ဒါပေမဲ့တော်တော်လေးရေးကြီးတယ်ခဏလောက်မစ်စီတဲ့မြုံကြည့်လိုက်ရအောင်လားကိုယ့်ရဲ့အရေးကြီးလုံးချက်မိုင်အချက်လက်တွေကိုကိုယ်တိုင်မပြောပြနိုင်တော့တဲ့အခြေအနေမျိုးအဲ့ဒီအခြေမှာကိုချစ်ရတဲ့သူတွေကအကူအညီမဲဆွာနဲ့အဲ့ဒီအချက်လက်တွေကိုလိုက်ရှာနေရတဲ့မြင်ကွင်းအဲ့ဒါကိုစဉ်းစားလိုက်တာနဲ့ကိုကြိုတင်ပင်စင်ချဖို့လိုတယ်ဆိုတာတကယ်ကိုသိတာလာပါတယ်ဆိုတော့လေကိုရိုးရိုးသားသားလေးပြန်မေးကြည့်ရမယ့်မိဟွန်းတစ်ခုရှိလာပြီတကယ်လို့များမမျော်လင့်ပဲနဲ့အရေးပေါ်အခြေအနေတစ်ခုခုဒီနေ့ပဲဖြစ်လာခဲ့တယ်ဆိုပါစို့မိသားစုကလိုအပ်တဲ့အချက်အလက်ဒီကိုချက်ချင်းတန်းပြီးတော့ရှာတွေ့နေမှာမလားဒီမိခွင့်ဖြေကကျွန်တော်တို့မိသားစုအတွက်တော်တော်လေးစဉ်းစားစရာဖြစ်နေနိုင်မှာပဲအချိန်ကြီးကတကယ်ကိုဒီလိုပါပဲရုတ်တရက်ကြီးချော်လဲတာပဲဖြစ်ဖြစ်လေဖြတ်တာပဲဖြစ်ဖြစ်ကျမ်းမာရေးပြဿနာတစ်ခုပေါ်လာတယ်အဲ့ဒီမှာအေးကြီးရဲ့စစ်စာရင်းတွေအာမခံကတ်တွေဆက်တွေရောက်မဲ့ဖုန်းနံပါတ်တွေရောအားလုံးကဘယ်ရောက်တော့မှမသိစာရွက်စာတမ်းပုံထဲမှာပျောက်နေအောင်အဲ့လိုမျိုးကျူတင်ပြင်ဆင်ထားတဲ့အစီအစဉ်တာမရှိဘူးဆိုရင်လေအချက်တေးလေးတစ်ခုကနေပရိယပါဒအခြေအနေကြီးတစ်ခုအဖြစ်ကိုတကယ်ကိုအလွယ်လေးပြောင်းလဲသွားနိုင်ပါတယ်ဟုတ်ပြီဒီလိုပယံပတ်တာဖြစ်နိုင်တဲ့အခြေအနေကိုစနစ်တကျဖြစ်အောင်ဘယ်လိုလုပ်ကြမလဲအဖြစ်တစ်ခုတော့ရှိပါတယ်အဲ့ဒါကတော့ Legacy Organizer Workshop လို့ခေါ်တဲ့လုပ်ငန်းစဉ်တစ်ခုပါပဲဒါကတော့ပစ္စည်းတစ်ခုကိုဝယ်ရတာမျိုးမဟုတ်ဘူးကိုယ့်ရဲ့အရေးကြီးတဲ့အချက်လက်အားလုံးကိုစုစည်းဖို့အတွက်ရှင်းလင်းတဲ့ဇာညွှန်မှုနဲ့ဖွဲ့စည်းပုံတစ်ခုကိုပေးတာပါအမှန်တော့လေဒီလိုစနစ်ကလူရန်တို့အတွက်အသုံးဝင်ပါတယ်ဒါပေမဲ့အထူးသဖြင့်ပိုပြီးတော့ချိုးရှိနိုင်တဲ့သူတွေရှိနေတယ်ဥပမာအငေးစားဘွားကိုစတင်နေသူတွေပေါ့နောက်ပြီးကိုမိဘတွေကိုကူညီဆောင်ရှောက်ပေးနေတဲ့သားသမီးတွေဒါမှမဟုတ်ကိုချစ်ရတဲ့သူတစ်ယောက်ကိုပြုစုဆောင်ရှောက်နေရတဲ့ဘယ်သူမဆိုအတွက်ဒီလိုကြိုတင်ပြင်ဆင်မှုမျိုးကတကယ်ကိုတန်ဖိုးမဖြစ်နိုင်ပါဘူးဒါဆိုဒီလိုစုစည်းရတာတွေကခက်ခဲရှုပ်ထွေးနေမှလားလို့စဉ်းစားမိနိုင်တယ်အဖြေကတော့လုံးဝမရှုပ်ထွေးပါဘူးဘာလို့လဲဆိုတော့ဒီလုပ်ငန်းစဉ်တစ်ခုလုံးကိုစီမံခန့်ခွဲရလွယ်တဲ့အစစ်လေးတဲ့အဖြစ်ခွဲထားလို့ပါပဲအားလုံးပေါင်းမှ9ရက်တည်းနဲ့ပြီးအောင်ဒီဇိုင်းဆွဲထားတာပါကဲဘယ်လိုလုပ်ဆောင်ထားမလဲဆိုတာတစ်ချက်ကြည့်လိုက်ကြရအောင်ဒီမှာလေလုံငုံစင်ကိုဒီနေ့ချင်းစီအာရုံစိုက်သွားမှာဆိုတော့အလုံးမရှုပ်တော့ဘူးပထမဆုံးနေ့မှာအရေးကြီးဆုံးဖြစ်တဲ့စေဝါဆိုင်ရာအချက်လက်တွေနဲ့စမယ်ဒုတိယနေ့ကျတော့ကျမရေးရာဇဝင်အပြည့်စုံကိုစုစည်းမယ်ပြီးတော့ရင်တတိယနေ့မှာဥပဒေရေးရာစာရွက်စာတမ်းတွေစတုထနေ့မှာငွေချေးဆိုင်ရာအချက်လက်တွေအဲ့လိုတစ်ခုချင်းစီသွားမယ်နောက်ဆုံးပြင်စမနေ့ကျမှအားလုံးကိုပြန်ပေါင်းပြီးစစ်ဆေးမယ်စနစ်တကျထည့်ပြီးလားဆိုတာတေချာအောင်လုပ်မယ်ပေါ့အဲ့တော့တဆင့်ချင်းသွားတဲ့အတွက်တကင့်ကိုရှင်းရှင်းလင်းလင်းပဲထည့်သွားမှာပါအဲ့ဒီအချက်လက်တွေအားလုံးကိုစုစည်းဖို့အတွက်အဓိကသုံးသွားမယ်နီလန်းကလည်းသိကိုရိုးရှင်းပါတယ် 5W1H framework လို့ခေါ်ပါတယ်ဟုတ်ပါတယ်သတင်းတောက်တွေသုံးတဲ့နီလန်းမျိုးပါပဲဘယ်သူဘာဘယ်မှာဘယ်ရောဘာကြောင့်ဘယ်လိုဆိုတဲ့ရိုးရှင်းတဲ့မိခုံးတွေမေးလိုက်ရုံနဲ့ရှုပ်ရက်ခတ်နေတဲ့အချက်လက်တွေကရှင်းရှင်းလင်းလင်းဖြစ်သွားစေတဲ့နီလန်းကောင်းတစ်ခုပေါ့ဒီလိုမျိုးအရင်ကစူးစမ်းကြည့်ဘူးတဲ့ဒါမဲ့အဆင်မပြေခဲ့ဘူးဆိုတာမျိုးလည်းရှိနိုင်တာပေါ့နော်ဟုတ်ပြီဒါဆိုရင်ရောဒီနီလန်းကဘာဒီများထူးခြားနေလို့လဲဘာကြောင့်ပို့ပြီးတော့ထိရောက်နိုင်တာလဲကြည့်ကြရအောင်တခြားနီလန်းတွေရဲ့စင်ခေါ်မှုတွေကိုကြည့်လိုက်ရင်ရှုပ်ထွေးတဲ့ software တွေသုံးရတာတော့နားလည်ရခက်တဲ့စကားလုံးတွေနဲ့ရေးထားတာတော့အဆိုးဆုံးကတော့တယောက်တည်းအစားဆုံးလှုပ်ဆောင်နေရတာတော့ပေါ့ဒီ workshop ကတော့အဲ့လိုမဟုတ်ဘူးသူကရိုးရှင်းတဲ့ tool တွေပဲသုံးတယ်ထာမန်လူနားလည်လွယ်တဲ့စကားလုံးတွေပဲပြောတယ်ပြီးတော့အရေးကြီးဆုံးကမိသားစုနဲ့အတူတူပူးပေါင်းလှုပ်ဆောင်တဲ့နီလန်းကိုအားပေးတာပါပဲဒီနီလန်းမှာတကယ်ကိုသဘောကျစရာအကောင်းဆုံးအချက်ကရှုပ်ထွေးတဲ့ software တွေလုံးဝမလိုတာပါပဲအသုံးပြုမဲ့ tool တွေကတက်ကိုရိုးရှင်းပြီးအများစုကအခက်မရတယ်ဥပမာအချက်လက်တွေရှာဖို့အတွက် Perplexity လို့ AI လက်ထောက်တစ်ခုမစွတွေရေးဖို့အတွက် Notion လို့ app တစ်ခုပြီးတော့အရေးကြီးဆုံးဘာနည်းပညာမှမလိုတဲ့စာရွက်ပေါ်မှာရေးမှတ်ထားတဲ့မိတူတစ်စုံဒါပဲလိုတာပါနည်းပညာကျွမ်းကျင်သူဖြစ်နေဖို့လုံးဝမလိုပါဘူးဆိုတော့အကြီးကရည်ရွယ်ချက်ကတိတ်ကိုရှင်းပါတယ်နီးပညာကြောင့်ခေါင်းမလျှော့ရဘဲနဲ့လူတိုင်းအလွယ်ကူသုံးနိုင်မဲ့စနစ်တစ်ခုကိုတိစော့ဖို့ပါပဲဒီနေရာမှာအပြောင်းပြရလွယ်ကူမှုကတကယ်ကိုအရာအလုံးနဲ့ပိုအရေးကြီးပါတယ်ကဲဟုတ်ပြီဒီလိုစနစ်တကျပြင်ဆင်ပေးသွားတဲ့နောက်မှာတော့တကယ်တမ်းဘာတွေပြန်ရလာမလဲပြောရရင်ဒါကစာရွက်စာတမ်းတွေစုထားတာထက်အများကြီးပိုပါတယ်တကယ်ကိုအဖိုးတန်တဲ့ရလက်ကတော့စိတ်ထက်တာမှုနဲ့အတူကိုယ့်ဘဝကိုထိန်းချုပ်နိုင်စွမ်းပြန်ရလာတာပါပဲဒီလိုကိစ္စတွေစဉ်းစားရတာကိုမကောင်းတဲ့နိမိတ်လို့ထင်ကောင်းထင်နိုင်ပါပဲဒါပေမဲ့တကယ်တမ်းမှာတော့လုံးဝဆန့်ကျင်ဘက်ပါပဲ
ဒါဟာတာဝန်ယူရက်ချင်းပါကိုချေရတဲ့တူတွေကိုအကြက်အတဲကားလာတစ်ခုမှာဝန်ထုတ်ဝန်ပိုးမထွတ်စေခြင်းလို့ကြိုတင်ပြင်ဆင်ပေးထားတဲ့တကယ်ကိုကြီးမားတဲ့ကျူးဆိုင်မှုတစ်ခုဖြစ်ပါတယ်ဒီလုပ်ငန်းစဉ်တစ်ခုလုံးပြီးသွားရင်ဘာတွေထက်လာမလဲဆိုတာကတိတ်ကိုရှင်းလင်းပါတယ်တဲ့မိသားစုကကိုယ့်ရဲ့စံသားတွေကိုတီးပြီးလေးစားနိုင်မယ်နှစ်ရှာဝန်တွေကအချိန်မီကုသမှုပေးဖို့လိုအပ်တဲ့အချက်အလက်တွေကိုချက်ချင်းလက်ထဲရနိုင်မယ်သုံးရာအားလုံးကစနစ်တကျထီနေမယ်ပြီးတော့အရေးအကြီးဆုံးကတော့ကိုယ်တိုင်ကအခြေအနေကိုစပ်ပြီးတော့ထိန်ဆုပ်ထားနိုင်မှာဖြစ်ပါတယ်။ဖွားမာလီအခြေအနေဒီကဘယ်လောက်ပဲရှုပ်ထွေးလာပါစေကိုယ့်ရဲ့ကိုယ်ပိုင်ကိစ္စရက်တွေကိုကိုယ်တိုင်ထိန်ချုပ်နိုင်စွမ်းရှိနေဖို့အဲ့လာကအတိတ်ကရည်မှန်းချက်ပါပဲ။ဒါကမွန်တိုင်းထဲမှာခိုင်ခိုင်မာမာရက်တည်နေတဲ့မိပြတိုက်ကြီးတစ်ခုလိုပါပဲ နောက်ဆုံးအနေနဲ့ဒီမင်းကုန်းလေးကိုကိုပြန်ပြီးမေးကြည့်ဖို့အကြံပြုခြင်းပါတယ်ကိုအကြော့ရောကိုချစ်ခင်ရတဲ့သူတွေအတွက်ပါစစ်မှန်တဲ့စင်ငင်းချမ်းမှုဆိုတာတကယ်တော့ဘလို့ပုံစံမျိုးလဲ